အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဖြိုးသိမ်ခါပါကျွန်တော်ဖြိုးသိမ်ခါ Dance and Entertainment Channel ကနေပြီးတော့အားလုံးကြိုဆိုပါရခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်ကားပြမယ်အကကတော့အမျိုးသားရေးအတွက်သဘင်းဆိုတဲ့တခြင်းလေးပဲဖြစ်ပါရခင်ဗျာဒီတခြင်းလေးကိုကျွန်တော်ဖြိုးသိမ်ခါနဲ့အတူကျွန်တော်ရဲ့ညီမလေးမင်းသမီးလေးရွှေဝင်းတဲ့ကူနဲ့ကားပြဖြောပြတင်ဆက်မှာဖြစ်ပါရခင်ဗျာအားလုံးပဲကျွန်တော်နဲ့အတူတူ like ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာတွေ့တဲ့ပင်မျိုးသားရေးတွေ့တဲ့နိုင်ငံဆွဲလေတဲ့ပင်နိုင်ငံဆွဲလေတဲ့ပင်ပြည်သူသိဆွဲတဲ့ပင်ပြည်သူသိဆွဲတဲ့ပင်ခေဆက်ဆက်တို့မြန်မာပင်ရာဇဝင်ဘုံတွေသမိုင်းငယ်စားဆင်လာကောင်းတဲ့ပင်ပြုခေပကံခင်ကြီးဆိုင်ပြရအေဝကုံပေါင်းတွေအေဝကုံပေါင်းတွေဦးတွေရိုးတဲ့နေတဲ့ပင်ဘုံဝဲတဲ့ပင်ကြီးပါစေဦးတွေရိုးတဲ့နေတဲ့ဘုံဝဲတဲ့ပင်ကြီးပါစေဆိုင်ပေါ်ကြီးနေဝိုင်းခေါ်တဲ့ပင်မျိုးသားရေးတွေ့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 တဲ့ပင်နိုင်ငံဆွဲလေတဲ့ပင်နိုင်ငံဆွဲလေတဲ့ပင်ပြည်သူသိဆွဲတဲ့ပင်ပြည်သူသိဆွဲတဲ့ပင်ခေဆက်ဆက်တို့မြန်မာတဲ့ပင်ရာဇဝင်ဘုံတွေသမိုင်းငယ်စားဆင်လာကောင်းတဲ့ပင်ပြုခေပကံခင်လေးဆိုင်ပြရအေဝကုံပေါင်းတွေအေဝကုံပေါင်းတွေမေဦးတွေရိုးပြနေတဲ့ပင်ဘုံဝဲတဲ့ပင်ကြီးပါစေဦးတွေရိုးပြနေတဲ့ပင်ဘုံဝဲတဲ့ပင်ကြီးပါစေဆိုင်ပေါ်ကြီးနေဝိုင်းခေါ်တဲ့ပင်မျိုးသားရေးတွေ့တဲ့ပင်အမျိုးသားရေးတွေ့တဲ့ပင်အမိပြည်သူရင်ခွင်အမြဲတမ်းထားပါစေတည်သမျှတတ်သမျှဒီကြောင့်မောက်ကြကားကြဆိုကြအမိပညာပွင့်ချီသူ့ခုမချင်းမောင်ဝင်မေလေခီးသွားပြီးကတိုက်ကြည့်ပြီအဲ့ဒီကားတွေမြမရဲ့နေတဲ့တပည့်ကျိုးစားလို့ရှစ်ဆက်နှုတ်ကြလို့ထမျက်ဖိုးဖွားတို့ပေးလေရိုးရမပြတ်အမျိုးသားရေးအတွက်တပည့်မျိုးသားရေးအတွက်တပည့်အမိပြည်သူရင်ခွင်အမြဲတမ်းထားပါစေတည်သမျှတတ်သမျှဒီကြောင့်မောက်ကြကားကြဆိုကြအမှုပညာပွင့်ချီသူ့ခုမချင်းမောင်နေလေကြီးတော်ပြီးကတိုက်ကြည့်ပြီနိုင်ငံတကာတွေမြမရဲ့မြင့်နေတဲ့ပင်ကျိုးစားလို့ရှစ်ဆက်နှုတ်ကြလို့ထမျက်ဖိုးဖွားတို့ပြီးလေရိုးရမပြတ်အမျိုးသားရေးအတွက်တပင်မျိုးသားရေးအတွက်တပင်နိုင်ငံဆွဲလေတဲ့ပင်နိုင်ငံဆွဲလေတဲ့ပင်ပြည်သူသိဆွဲတဲ့ပင်ပြည်သူသိဆွဲတဲ့ပင်မျိုးသားရေးအတွက်တပင်မျိုးသားရေးအတွက်တပင်နိုင်ငံဆွဲလေတဲ့ပင်နိုင်ငံဆွဲလေတဲ့ပင်ပြည်သူသိဆွဲတဲ့ပင်ပြည်သူသိဆွဲတဲ့ပင်ဟုတ်ကဲ့ပါအားပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဖြောပြတင်ဆက်သွားတာလေးကိုအားလုံးသဘောကျတယ်ဆိုရင် like subscribe and share လေးနှိပ်ပြီးတော့ notification ခေါင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်ဘလို့အကိုက်နဲ့ဖြောပြတင်ဆက်ပေးရမလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာ
ဟုတ်ကဲ့နောက်ဘက်မှာပြန်ပြီးတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်